အားလုံးမင်္ဂလာပါဗျာဒီနေ့21ရက်17လ2025တောက်ကြနေ့နေ့လယ်3:35မိနစ်ခန့်ချိန်တပိတော်ပို့ချသော2000ဖိုင်တွေကြီးရဆုံးဖို့တဲ့စဉ် Modern History ဗုဒ္ဓဘာသာဆိုင်ရာသမိုင်းဘာသာရဲ့ပို့ချချက်အပိုင်း400စတင်ပို့ချဖတ်ကြားပေးပါတော့မယ်ဗျာ။ online မှာကြည့်ရှုလေ့လာကြကုန်သောညီငယ်ညီမငယ်များအားလုံးလည်းပဲမင်္ဂလာပါအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဥစွာဆုတောင်းပတနာပြုပေးပါတယ်ဗျာ။တွေ့လားဟယ်လိုကဲဒီနေ့ပို့ချချက်အပိုင်းဘယ်လောက်ရောက်ပြီလဲဗျာအပိုင်း400နော်အပိုင်း400စာမျက်နှာဘယ်လောက်မှရှိတယ်ဗျာ290တပည့်လက်ကင်ဆောင်ငယ်လေး243မှာရှိနေပါတယ်ဗျနေပါဟောအတင်းနာထိုးပြဒီမှာငါလည်းဟယ်လိုဒါကြားလားငါပုံးတွေအတမ်းမထွက်သေးလို့အဲ့ဆိုမနေ့တော့သွားလေလေးသွားခဲ့မယ်နော်မနေ့ကဥစားလေးနဲ့တစ်ခေါက်ဖက်ပြီးတော့သွားမယ်အများကြီးမဟုတ်ဘူးအမ the motif of the two maidens closely held together ended in arched gateway which is of frequent occurrence in these ivory is strongly suggested of a similar pair of the maidens in Kusna's workmanship, bronze Mathura. Which is also frequent occurrence in the ivory. Bible. ဒီစင်ဆွဲရုပ်တွေမှာစင်ဆွဲပပူရုပ်ထုတွေမှာတဲ့ which is also frequent occurrence ဆိုတာဘာပြောတော့မကြာခဏတွေးရှိရသောပေါ့တွေးရှိရတဲ့မကြာခဏတွေးရှိရတဲ့ another archer gateway and that's အောက်မှာ in archer gateway ဆိုတာမနေ့ကဘာပြောလေကုန်းပုံတကားကုန်းအောက်မှာမနေ့ကလည်းပြကြတယ်နော်လေကုန်းပုံတကားပေါက်တကားပေါက်တစ်ခုပေါ့တကားပေါက်အောက်ဒီနေ့ပြပြောမယ်ဆိုရင်လေကုန်းပုံဂိတ်ပေါက်အောက်ပေါ့ပြတာဂိတ်အောက်တွေပြောတာဂိတ်အောက်တစ်ခုမှာနော် closely head together closely ဆိုတာကနီးနီးကက်ကက်လျက်ပေါ့ head together ဆိုတာရက်နေတဲ့ us two maiden အမျိုးသမီး2ယောက်ရဲ့ that motif ဆိုတာဘာပြောတော့အလားစင် design လားစင်တဲ့ပုံစံတွေကပေါ့အဲ့လိုပြောတာအဲ့ပုံစံတွေက
from Mathura မြို့မှတွေ့ရတဲ့ in Kushana workmanship Kushana လက်ရာတွေထဲမှာရှိတဲ့ of a similar pairs of maiden ဆိုတာမိန်းကလေးတစ်စုံပေါ့ similar ဆိုအလားတူလို့ပြောတာ similar အလားတူ pairs of maiden ဆိုတာဘာလို့မိန်းကလေးတစ်စုံနဲ့ is a strongly suggested strongly ဆိုတာဘာပြောအတော်တန်ကိုဘာပြောတော့ suggested ဆိုတာဘာပြောတော့တူတယ်လို့ပြန်မယ်နော် strongly suggested ဆိုတာတူတယ်နော်မနေ့တော့လည်းပြောခဲ့တယ်ဒီမှာပုံလေးတွေလက်ကုန်းဆိုတာခုနပြောတဲ့ calf ဆိုတဲ့အလေးပေါ့နော်ဒီမှာကြည့်ပါပြီဒီမှာဒီနေ့အသစ်လေး The drunken ladies almost sinking to the ground and supported as she raised a motive that is a favorite one in Mathura scripture. Has is brought up take in the background also. Drunken lady, the drunken lady ဆိုတာကမူးတဲ့အမျိုးသမီးပေါ့အဲ့လိုပြောတာနော် drunken lady ဆိုတာကမူးနေတဲ့အမျိုးသမီးရက်တောက်ထားတဲ့အမျိုးသမီးပေါ့ဒါဘယ်လိုလဲဆိုတော့ almost sinking to the ground တော့မြေပြင်ကို sink ဆိုတာက fall နဲ့တူတယ် FLN fall လို့ပေါ့ sinking ဆိုတာကလဲကျတော့လူနီးပါးပေါ့ almost ကလူနီးပါးနော်အဲ့တော့ပြောကြည့်မယ် almost sinking to the ground မြေပြင်မှာ almost sinking to the ground မြေပြင်မှာလဲကျလူကြီးနီးပါးဖြစ်ပြီးတော့နီးပါးဖြစ်တဲ့ drunken lady ဘာပြောရတော့အရက်တောက်ထားတဲ့အရက်မှုတဲ့အမျိုးသမီးအမေရိကန်မှာလည်းပဲ supported as she is right raised လို့ထပ်မယ် as she is raised IIC raised သူမကိုပေါ့ as she is raised သူမကို raise ဆိုတာကရက်တာပေါ့မတ်တက်ရက်ပေးတာပေါ့ as she is raise ဆိုတာကသူမကိုမတ်တက်ရက်အောင်လို့ပြန်လိုက် as ကလည်းပါအောင်နော် as ကအနေနဲ့လို့ရအောင်ပြန်မယ် as she is raise ဆိုတာသူမကိုမတ်တက်ရက်လို့ရအောင်မတ်တက်ရက်အောင်အဲ့လိုပဲပြန်လိုက်မတ်တက်ရက်တဲ့အခါမှာဒီလုပ်နေတော့နော်မတ်တက်ရက်အောင်မတ်တက်လေးပေါ့မတ်တက်ဆိုတာကနည်းနည်းလေးတက်မတ်လေးပေါ့အဲ့လိုပဲလားတက်မတ်လေးရက်သွားအောင်နော်ဒီဘက်ကဆက်မယ်supported ဆိုတာကပင့်တင်ထောက်မှပေးထားသည်လို့ပြန်လိုက်နော် supported ဆိုတာကပင့်တင်ထောက်မှပေးထားသည်ပြန်ပြောကြည့်မယ်နော်The drunken ladies are almost sinking to the ground and supporting as she is raised. Almost sinking to the ground. မြေပြင်မှာလည်းလဲကျနူပါဖြစ်တော့အဲ့လိုပေါ့အဓိကတော့ adjective မြေပြင်မှာလဲကျနူပါဖြစ်တော့ပြီးတဲ့ကမှာလည်းပဲ supported as she is raised သူမမတက်လို့ရက်လို့အောင်ရအောင်ပေါ့ပြန်ပြီးတော့တက်မဲ့လို့ရအောင်အဲ့လိုပြောတာ supported ဆိုတာပင့်ထောက်ပင့်တင်ထောက်မှပေးထားတဲ့The drunken lady ခဏပြောဘာပြောတော့ရမှုနေတဲ့အမျိုးသမီးသူကဘယ်လိုလဲဆိုတော့ဆက်သွားမယ် A modest that is a favorite one in Mathura scripture Mathura scripture ဆိုMathura ဒီလက်ရာတွေမှာပြောတာ Mathura လက်ရာဆို Mathura ခေတ် Mathura မြို့ scripture ဆိုဗကြီးဘူးကျောင်းစစ်စတဲ့လက်ရာတွေမှာအဲ့လိုပြောတာလူရင်းမြတ်မဲ့ဆို Mathura လက်ရာမှာလို့ပဲပြန်လို့ရတယ်In Mathura scripture Mathura လက်ရာမှာ that is favorite one now that is favorite one ဆိုတာကအထုနှစ်သက်ဖွယ်ရာလက်ရာတစ်ခုဖြစ်တော့ဘာလို့ပြောတာလက်ရာဖြစ်တော့ that is a favorite ဆိုတာက now best like လို့ most enjoy လို့ခေါ်တာပေါ့အနုလိုပြန်လိုက်အထုနှစ်သက်ဖွယ်ရာလက်ရာဖြစ်တော့နော်လက်ရာတွေထဲမှာပဲလက်ရာတစ်ခု
အမော်ဒီမှာပြန်ဆက်လိုက်အမော်ဒီဆိုတာကလက်ရပေါ့နော်ခုနပြောတယ် that is the favorite one အထုနှစ်သက်ဖွဲ့ရာနော်အမော်ဒီမှာဆက်မယ်ပါတော့ design တစ်ခုဖြစ်တော့လက်ရတစ်ခုဖြစ်တော့လို့ပြန်လိုက်မယ်နော် in Madura Sakurja Madura လက်ရတွေထဲမှာ that is the favorite one ဆိုအထုနှစ်သက်ဖွဲ့ရာအဲ့လိုပဲပြန်လိုက်မယ်နော်အဲ့လိုပဲထားမယ်တစ်ခုပေါ့အထုနှစ်သက်ဖွဲ့ရာလောက်ပဲပြန်ထားတယ်ရှေ့မှာလည်းအမော်ဒီပါနေတော့ A နဲ့ 1 ကိုထောက်ပဲမယ်နော် that is a favorite ဆိုတာပါတော့အနုနှစ်သက်ဖွဲ့ရာအရှင်းမှာပြန်ဆက်မယ်အဲ့ဒီပြန်လုပ်မယ်အမော်ဒီဆိုတာပါတော့ design တစ်ခုဖြစ်တော့မသူတဲ့လက်ရထဲမှာလည်းပဲအနုနှစ်သက်ဖွဲ့ရာလက်ရတစ်ခုလည်းဖြစ်နေတဲ့အဲ့လိုပဲလား adjective ပဲ drinking lady မှာဆက်မှာမသူတဲ့လက်ရထဲမှာလည်းပဲဘာပြောတာတော့အနုနှစ်သက်ဖွဲ့ရာလူကြိုက်များတာပြောတာနော် favorite ကလူကြိုက်များတဲ့အနုနှစ်သက်ဖွဲ့ရာဖြစ်နေတဲ့လက်ရတစ်ခုလည်းဖြစ်တော့မြေပြင်မှာလဲကြနှွေပါဖြစ်နေတဲ့ပြီးတော့သူမကပါတော့မတ်တက်ရက်လို့ရအောင်ပင်တင်ထောက်မှပေးထားတယ်ဆိုတော့အဲ့လို design လေးပေါ့ structure လေးရှိနေတဲ့နော်အ drinking lady ခုနပြောတယ်ပါပြီးတော့အရက်မူးနေတဲ့အမျိုးသမီးနော်ဒီမျိုးသမီးဟာ is a prototype in background also အဲ့မျိုးသမီးမှာပေါ့ဗျာနင်းပေါ့ရမူးနေတယ်ပါတော့ပုံစံရှိတယ်အမျိုးသမီးမှာ in the background also တဲ့ background မြို့မှာလည်းပဲနော်ရမူးနေတဲ့အမျိုးသမီးပုံစံပေါ့ဒီပုံစံ in background also ဆို background မြို့မှာလည်းပဲဒါခုနမရူရမြို့မှာတွေ့တဲ့ဟာနော်အခုက background နဲ့နှိုင်းရှင်းတာ in background also background မြို့မှာလည်းပဲ is a prototype ဆိုတာက prototype ပဲထွက်မယ်အတန်တော့ကဘယ်လိုထွက်မှာတော့ prototype the best is about something such as a margin or other ပေါ့ဒီဆက်မှုလက်မှုပစ္စည်းတွေလို့ပေါ့တခြားသောအရာတွေလို့ပေါ့ပထမအောင်ဆုံးဒီဥပမာလေးပေါ့ပထမအောင်ဆုံးလက်ရာတွေကိုဒါ prototype လို့ခေါ်တာပေါ့ဆိုလိုချင်တဲ့ကမူရင်းပုံစံလို့ပြန်လို့ရတယ်ဗမာလို့ဆိုရင်မူရင်းပုံစံနော်ပုံစံရင်းပေါ့နမူနာလို့အဲ့လိုပြန်လို့ရတယ်မူရင်းပုံစံလို့ပြန်လိုက်a background also ဆိုတာက in background also background မြို့မှာလည်းပဲ is a prototype ဆိုတာကထိုဒီအရက်မူးနေတဲ့ရုပ်ကလေးရဲ့မူရင်းပုံစံလေးရလည်းပဲ has ဆိုတာရှိနေတယ်ပြောတာနော်ပုံစံတူလေးပေါ့မိုးလေးပါလေးပုံစံမျိုးနေမှာပေါ့နော်ဆိုတော့ပြောချင်တာကမသုဒခေတ်ထဲမှာမှမသုဒလက်ရထဲမှာမှနော်အနုတ္တသက်ဖွဲ့ရဖြစ်တဲ့ဒီဇိုင်းတစ်ခုပေါ့အထူးနှသက်ဖွဲ့ရဒီဇိုင်းတစ်ခုဖြစ်နေတဲ့မြေပြင်မှာလဲကြနုနီးပါဒီဇိုင်းလေးပြီးတော့လည်းပဲလဲမကြသွားအောင်တဲ့သူမမတ်တက်လေးရက်လို့ရအောင်အောက်ကပင်းထောင်ပြီးတော့ပါတော့မထားတဲ့ဒီဇိုင်းလေးပေါ့ရှိနေတဲ့ဒီအရက်မှုတွေလေဒီပုံစံလေးဒီပုံစံလေးမှာပေါ့အဲ့ပုံစံလေးရှိတယ်အဲ့ပုံစံလေးမှာနော် background မြို့မှာလည်းပဲပြောတာဒီနေ့ကိစ္စဆိုရင်ဟိုတည်းကပြောတယ် background မြို့ကဘာမှရှိတယ်ပြောတာအာပကံမှာရှိတယ်ပြောတယ်မလားအဲ့ background မြို့မှာလည်းပဲ is a prototype ဆိုတာကအဲ့ဒီမျိုးသမီးရုပ်လေးရဲ့မူရင်းပုံစံလေးဘာတော့ has ရှိတယ်ပေါ့အဲ့လိုပြောတာနော်အဲ့ဒီကဒီမှာအရှင်များများကြည့်ပေါ့ဒီပုံစံလေးဒါကိုပြောတာနော်ဒီပုံစံလေးရုပ်ကရမူးတဲ့ရုပ်တာပြောတာနော်ကုသကြီးလို့ဩဒမိုက်လို့ ਨੇ ဒါဘယ်သူနဲ့တူတော့ကုသကြီးနဲ့တူလားဩဒမိုက်နဲ့တူလားမတိမင်းဆုံးပြတ်စမ်းကွာဒါဘယ်သူနဲ့တူတော့ဒီပုံစံလေးတွေပြောနေတာပလိန်ခါမှာလေဘင်းမှာပိုက်ထားတယ်နောက်ကိုရေးနေလို့လားဘယ်ကောင်လဲဩဒမိုက်နဲ့တူလားလာတဲ့တူလည်းမတွေ့ပါလားဒန်သမိုက်တွေနဲ့နောက်ကျရင်စိုက်ပျိုးရေးလုပ်နေတာဆိုတော့ဒန်ရှာအောင်မနောက်ကျမှခုံလေးဆက်အောင်ကျေးဇူးကနဲ့တူလားမသိဘူးဘယ်နဲ့တူတော့ဒီမှာနောက်ဆိုရပြီနော်ဒီပုံစံပြရပြီThe celebrant on the manjira on the put of the lady in background is not only Penguins measure within the cushion as a scripture. Bronze Madura in the Sadawana scripture. Bronze Amaravati Bray. Basa continue even later as a pleasing
motifs in Gubra art. Our subject in background saga, background Mashido. Now background Muay all the lady and Mudamia on the food she Chirama on the food Chirama, Mudamia Chirama. Sadame on the Manjira Liga do name of the brother Ania Shake or Donada, now Sangre Cover building the Ineko Manjira Gadua in K and Idi Anklex now Anklex Jabara Rivo, a brother media Chijima with the Yare, sorry Chirama with a Chijim brother Chin or a Majimo, no Chin Kawina Yabin Chinare Chin, the Marosa Chin or Corabo. Jabalaza a chair, sorry, a chamber. Chains are winning, a chain or rings are winning. Where's as Jabara around there and get other woman bought. A other media body about our table, another media changing with it. Yet in it, within that rings are Queenie, the shipment, domo chains the change your lady board, our backward. Manjira, remember, no? Background a mother media, a mother media, background a mother media changing, sorry, Chirama on the food. Chirama. No, Chirama, all the manjaris were changing, yeah, whatever. On the Manjira changing, whatever. That's slipping on, Radia, in your praise a bet. Slipping on to a as I be slit, can just slick a slide today. Let out a chora about the major slide move. Slits like a cholet abamo, now on a decade, madame. Put on it today, beautiful on it today. Western is ready by it. Now, Western mood put on Alibra, slide. Now, slip bones like a Western, slipping with a whistle and chin or bangy builder. Yabina. Other background Majida, Mother Mia Chidama, changing or whistling Jin Libera. And they got changing or whistling about Mother Mijama, changing whistling. It's not only frequent whistling Jin go Libera, huh? Whistling Jin go about be my Pambian, no good guy to let me. Pregnanisa, Majagana, it's not only Masaga, Tuyada. More deputable, but Mother within the Gushina Secretary from Madura. Madura Mu Gusana Gushan, the Layadi Ma, Tuyada Moga Dibura. Now, changing with the news of the bones and lady, the Alibra, changing with the which in Saint Jean Yade. Changing with changing with Saint Jean, so the bones and the Yade. The near people Yade, changing with Saint Jean. Go about no, changing with go there, Jimena. From Madura Muma, Baron, within the Gushana Secretary, Secretary, Gushan, then Laya, Gushan, Nubian Laya, not Bajibu Johnson, Laya, and not even Biodo, Gushan Laya to Yabi. Madura Moshi, Gushan Laya, and Bilaga Malebe, from the Marabri race, Marabri, Zedi Layama Shide, Nalibra, Zedi Layama Maduya Shide. No, in the Sada when now Secretary of Bible, no? Sada when the Layadi Ma Sada when not Alabama, Sada when not Layadi Ma Layanaku Madura Mio, Goshana Layane, Amarabri Razor, Amarabri Zedi, the Layani Barima, Alabara, Layani Ma Duyade Bible, Sada when now Secretary Sacrania, Layadi Ma Dabo, Layadi Mada. It's not only Pranquest a master of Bible. Majagana do ya Magadi Lupianai. But not only so, but also on the Bible, not my body, no? I'm a Majagana do ya on the Magadi. Best level of Bible. The Malebes, even later, I said, now my Malebe in Gubra as a Gubra Kate Nubian Layadima as a pleasing Modis Raga, Chinapwe.
model ဆိုတာဘာပဲလဲအလားစင် design တစ်ခုအနေနဲ့ကျင်းတဲ့သက်ပွဲဆိုတာကလူကြိုက်များတာပဲလား as a pleasant model ဆိုတာလူကြိုက်များကျင်းတဲ့သက်ပွဲ design တစ်ခုအနေနဲ့ even later နောက်ပိုင်းမှာလည်းပဲနော်နောက်ပိုင်းမှာလည်းပဲအဲ့လိုပြောတာ continue ပါ back continue ဆိုတာဆက်လက်တည်ရှိနေခဲ့တယ်ပြောတာပေါ့ဆက်လက်တည်ရှိနေတယ်ဆက်လက်ပြီးတော့တည်ရှိတာဆိုဆက်လက်ပြီးတော့ဒါဒီလိုပုံစံတွေကိုထွင်းသွားတယ်ဆိုတဲ့သဘောသုံးသွားတယ်အဲ့လိုပဲဆက်လက်တည်ရှိလာတယ်ပြောတာလူရင်းပြောချင်တယ်ဆိုရင် background မှာရှိတယ်အမျိုးသမီးရဲ့ခြေထောက်မှာခြေချင်းကိုဝစ်စင်ခြင်းဆိုတဲ့ design ဒီပုံစံလေးကိုမဒူရာမျိုးဆိုတာ Kushana Empire မ Kushana လက်ရရဲ့နောက်တော့ကအမရပရီဆိုအမရပရီမျိုးဒီနေ့ပြအမရပရီစီတီလက်ရန်တွေမှာတွေ့ရတဲ့ဘာတော့စတဝနာဆောက်ကလေးချာလို့ခေါ်တဲ့လက်ရတွေမှာလာတွေ့ရတာမကသေးဘူးဒီပုံစံကဒါပေမဲ့လို့လည်းဘယ်မှာလဲဆိုတော့ဂုပရာခေနောက်ပိုင်းကလာတဲ့ဘူရာခေမှာလည်းပဲနော် as a pleasing modify model ဆိုတာကလူကြိုက်များပေါ့ကျင်းတဲ့ဘက် design တစ်ခုပေါ့အလှဆင် design တစ်ခုနေနဲ့ဂုပရာခေရောက်တဲ့အခါမှာလည်းပဲအဲ့လိုပေါ့ design တစ်ခုပေါ့လူကြိုက်များတဲ့ design ခုနေနဲ့အင်မလီတာနှောင်းပိုင်းမှာလည်းပဲပြောတာဂုပရာခေနဲ့မဒူရာခေကပွားတယ်နော်အဲ့လိုနှောင်းပိုင်းမှာလည်းပဲတဲ့ဘာပြောလဲဆိုတော့နော်ဒါကရိုးလေးပဲ best continue ကဆက်လက်ပြီးတော့တည်ရှိစေတယ်ဆက်လက်တည်ရှိခဲ့တယ်ဆက်လက်ပြီးတော့တည်ရှိတယ်ဆိုတာကဆက်လက်ပြီးတော့သုံးလာတယ်ပြောတာပေါ့ဗျာရှင်းရှင်းလေးပါပဲဆက်လက်ပြီးတော့တရားလေးတွေကိုထွင်းထုတ်ပြီးတော့အသုံးပြုလာတယ်ပြောတာဒီပုံစံတွေကနော်ဒါလည်းပဲဒီမှာပုံလေးတွေပြီးတော့ရှာထားတယ်ကြည့်လိုက်အောင်ဒါအဲ့မှာခြေချင်းဝတ်လေးတွေအဲ့မှာဂွင်းမှာပြတယ်မဂွင်းလေးပါနော်အမျိုးသမီးပုံလေးတွေမှာတွေ့တာရှင်များများလမ်းတွေ့တာခြေထောက်ကိုလမ်းရှို့တခြားနေရာမကြည့်နဲ့အောင်ခြေချင်းဆိုတော့မန်ခုနပြောတဲ့ဘာပြောလဲနော်မန်ကြီးပါပြောပါတော့မန်ကြီးတာကနော်အန်ကလက်ဆိုတဲ့ခြေချင်းကိုပြောတာဒီမှာလည်းရှိတယ်ခြေချင်းလေးဝတ်တာတွေ့တာပုံစံမှာဒါဒီဇိုင်းတွေမှာခြေချင်းလေးထည့်ထားတယ်ပြီးတော့ဒီနောက်တော့ကဒီမန်ကြီးတာဆိုတဲ့ဥစ္စာနောက်တော့မျိုးခေါ်သေးတာသူကဒီပုံစံလေးပေါ့သူက small hands cymbals musical instrument လို့ခေါ်တာပေါ့မန်ဂျီရာ rapper India ဆိုမန်ဂျီရာဆိုတာကနောက်တနည်းခေါ်တာကမြန်မာလိုခေါ်တော့အဲ့ပုံစံပါခေါ်တာဟမ်လင်းကွင်းလားဘလို့ခေါ်ကွင်းတော့ကွင်းပဲဟမ်စီကွင်းတပည့်တော်စာလို့ပြန်ပြီစီဝါလို့ပြန်ပြီတို့ငယ်တော့ခေါ်တာတော့အဲ့ဒါကိုဘလို့ခေါ်တော့ငါတို့တော့ခေါ်တာဗျာလင်းလို့တော့တာမသိလင်းကွင်းလို့ခေါ်တာမသိကျွနဲ့ထုတာဒီကွာဟမ်ဘယ်ကြီးတော့အေးလေအဲ့ဒါပဲလေဘာမှစိုင်းမတော့မတော့ကြီးရင်ကြီးသိရင်ဒီပုံစံကိုပြောတာမင်းကလေဟမ်tel အဲ့လိုလည်းသုံးတယ်ဒီမှာသုံးတာ as also known as a tel jargon cartel ဒါကလားလို့သုံးတာအဲ့လိုမျိုးဘယ်လိုပြောတာပြောကြည့်တယ်ဘယ်လိုပြောတာဒီကိုပြောကြည့်ငါပြောသလိုဟာတော့လား as known ဘာပြောတာ also known as the dan jagged gadel ဒါဆိုရပြီနာမည်သုံးတယ်ပြောတာဒီမှာသိပါပြီခြေချင်းကိုအမမန်ဂျီဒါဆို those primary meaning လို့ပြောတယ်ဒါအသိစေချင်တာမန်ဂျီဒါရဲ့အဓိပ္ပာယ်ကအခြေခံအဖြစ်ပေါ့အထူးသဖြင့်အဓိပ္ပာယ်ဘယ်နှခုရှိတယ်ပြောတော့နှစ်ခုရှိတယ် is a traditional pair of the small hands symbol used in the traditional devotional music also known as dagger jagger လို့သုံးတာပေါ့ခုနပြောသလိုပဲနောက်တော့အဂျီရာဆိုဘာလို့မန်ဂျီရာ is a god's name meaning angle bird or angle ပေါ့ရှင်းရှင်းလေးနော်ခုနပြောတဲ့ပုံစံလေးနဲ့ဒီမှာအမျိုးသမီးမှာဝတ်လေးရှိတဲ့နော်အန်ကလက်လည်းခေါ်တယ်ဒါမန်ဂျီရာပေါ့နော်မနန္ဒာတော့ဝတ်တယ်တင်တယ်ညာကညာဝတ်အိတ်တယ်ဝတ်အိတ်တယ်မြဆရာလေးတွေမကုမာရီတို့မအုပ်ပလုံတော့ဝတ်အိတ်တာဒါလေးတွေအပြင်သွားရတော့မဝတ်ရဘူးနော်အတွင်းနေပါအခန်းနေဝတ်တာပေါ့ဝတ်တယ်မလားဟုတ်ပလားဝတ်တီလေးဝတ်လားဝတ်စရာမရှိရလားဆရာလေးတွေအဲ့ဒါဝတ်တော့ကြည့်လာမှာဆရာလေးတွေမန်ကြီးတာလေးတွေဝတ်ပေးတယ်မှာဒါမှမဟုတ်ဒီမှာဘုံကျောင်းမှာတက်တဲ့ဆရာလေးတွေကြီးပဲတည်တံ့ဝတ်ရမယ်ဆိုပြီးတော့
တော့ကြတာစင်ပေးမယ်အဆက်သွားမယ်အဲ့တော့သဘောပေါက်ပါပြီသူစာအပိုက်လေးတစ်ပိုင်းခွဲသွားရမလားအပိုက်လေးတစ်ပိုက်ကိုတကူပြောပါတယ်မပြီးသေးဘူးအပိုက်ကအဆက်သွားThat's a Prasadikas adjusting the angles as a background is an equally interesting Banmanika. Huh? Better water. Nebao. Benama. Boy, my barber, Salama, Yada Jenny again. Sorry. Chidam. Anh đi rồi, nó đi chậm mặt, đến là đi chậm mặt, thôi em cho, đến đâu vậy mày, đã sắt vào lại, tôi cho đây mấy vào lại đó, nó, tôi giờ đến đây bài này, mà chỉ là trong này bài sao cho đó, tao máy này rồi, bây giờ này biểu bảo được một câu, nó, anh thắc cái đó, đã bao giờ mình sắp tới xem mà rồi, show vào làm gì. Anh nói về mẹ nó, mà nó chăm mà, nó đến là đi chăm mà, phía phải bị vào mẹ. Anh là bà đây, bà thì mà đấy, sao phong hoa nó giờ nhà nó chỉ được một con nào. One has only to record in this connection. Anh làm là, so nếu có have only to record sao cả, mấy nhà mình bảo là in this connection, đã nên sẽ bị đó, đã biết chưa nào, nó có ban Manika, Dalika, Bamanika, Swaliga, that Sanguin and Melida, Bon Shamayam, Arab Virgina, Janea Yare. Bamanika, busy adjusting car to a just loader to a Ninoda, Rabio Majan Balam, a just loader to a PNS or the PNS born and Senate and Bully. Adjusting, there's a Major of the Queen of Mutami. Queen of BMI, Virginia, BMI, Manjira, Gona Babella. Chejenego, no, adjusting to a guy, being below, low beta, being beta, ye beta, ye beta, but change the guy being a need at the adjust load. Neither the watch Chejenia, to a monemo, and La Liga, now young Yanima, Bay young, and La Liga Shima, Chipomo de Nine, de Nine, Wayne, and a Bay Levio. Allah yak wara ka ja yon ne lo boမြန်မာနေတဲ့လို့အောက်ပြုတ်ကြလိုက်အပေါ်ပြန်ပြီးတော့တင်ပေးတယ်ဒါကိုအကြက်လို့တာပြန်ညှိပေးတာပေါ့ level တွေစောင်းတာတိုက်တာအဲ့ဒါပြောတာနော်နော်လောဆယ်အဲ့လိုပြောမယ်ဒီမနေ့ကဘန်နာဘာလို့ဘန်မန်ကလားနော်ဘန်မန်ကဒါလေးကဘုံမသိဘူးဆိုတာကသူကခုနေ့လေးပဲ Sanskrit နာမည်လေးကိုသူကသမိုင်းနဲ့လောက်တာဆိုအဲ့ဒီတခုကမသိတာနောက်တစ်ခါပါတော့one of the Jin was a such a what is Hala Mada from the Amarawari Sakraja now preside in the British Museum Aradiba Yabara Jidai Yakuda Yidai the Biadai Mabo England Biadai Ma Nemo Babylon Brisaza Tain Hade but they not so the President Amarawari Sakraja Amarawari Myo Laya the Ku name Laya the Kumabo Aliba Laya the Ku Adema do ya de Baro one of the Jim was there, Satya, what is Mandazwaga, such a witty, such a witty, many body, Alobone, Donebo, Alobo, Laya the Ku, Lepima, Oliver, Laya the Good, and Yoda Me, Baro, Queens of Babelo, being my now changing with go at Babelo. Now changing with neither got neither as a being better, Alibera. Yijima, what about it?
basic ထည့်နေတဲ့ basic ကိုဉာဏ်ရှင်းဆိုတာကအဲ့လိုပေါ့ဒီပေါ့အလုံးများတယ်တင်းတင်းပြပြောမယ်ဆိုတော့များတဲ့အလုံးများတယ်တင်းတင်းပြပြောမယ်အလုံးများတော့မဟုတ်သွားပါဘူးဆိုတော့ basic ကိုမကြာခဏပုံစံမျိုးလေးပေါ့ထက်ကလေးသူကညှိညှိပေးနေတာအမျိုးဘယင်မဆိုတော့ကွာပြောမယ်ဆိုနည်းနည်းလေးရိမ့်သွားတယ်သူကသဘောမကျဘူးနေမှာပေါ့အဲ့မှာသူကဘာဖြစ်လို့နောက်ကသူ့ရဲ့အမျိုးသမီးအစိခံတွေဘာတွေကထက်ကဒီညှိပေးနေမှာထက်ကပြန်ပြီးတော့ဝစ်စင်ပေးနေရတာအဲ့ဒါကိုသူက busy adjusting ပေါ့ adjusting ဆိုရဲနော်ပုံစံပေါ့ adjusting လို့ခေါ်ရတဲ့ပြောရင်ပြောလိုက်နော်ဗမ်မကလို့ခေါ်တဲ့ပေါ့ဒီအသုံးနှုန်းလေးပေါ့ဒါလေးနဲ့ interconnection ဒါနဲ့ဆက်နွယ်ပြီးတော့ once only to record ဆိုတဲ့တစုံတစ်ယောက်က how to record ဆိုတာကတတိယနိုင်တယ်ပြောတာအမှတ်ရနိုင်သေးတယ်ပြောတာ record က remember နဲ့တူတယ်ပြန်တတိယလို့ရနိုင်တယ်ပြောတာအဓိကဒီနေရာမှာတပြီးတော့ဗမ်မိကဟာလားဝမ်မိကဆိုတာလေးပေါ့ဒါလေးကပြန်ရှာမရမယ်ပြောတာเนาะထားတော့เนาะဒါလေးကိုနောက်လေးပြန်ပြီးပြောမယ်ဒီလောက်ပဲเนาะဟုတ်တယ်အဲ့ဒီကြံနေကြတာမလားတပတ်ဒီမှာမပါတော့သူကလက်ရှိဒီနေ့ခေတ်ပြည်တိုင်မြူဇီယံတစ်ခုမှာထိန်းသိမ်းထားတဲ့အမရဝတီ case လက်ရာတစ်ခုတဲကမှစကြဝဠာမှာမန္တရဆိုတာကဒီမှာစကြဝဠာတွေပါရဲ့အသုံးဆောင်one of the ဂျင်းဆိုတာကယရနာတစ်ခုလည်းဖြစ်တဲ့ယရနာလူလည်းဖြစ်တယ်အဲ့လိုပဲယရနာလူလည်းဖြစ်တော့လို့ပြန်လို့ရတယ်သူကနော်စင်မီကွန်လန်လောက်တာယရနာတစ်ခုလည်းဖြစ်တဲ့စကြဝဠာမင်းတွေပါတယ်ပေါ့ပြောမှဆိုဒေါဒနာတို့ပါတော့အဲ့လိုပြောတာအဲ့လိုစကြဝဠာမင်းရဲ့အဲ့လိုပေါ့ပြောချင်တာချင်းပါတယ်နော်ယရနာလူလည်းဖြစ်တဲ့မာယာsorry ဘီယမာကြီးရဲ့ပါပဲနော်ခုနပြောတယ်ခြေချင်းဝက်ကိုပါတော့ basic adjustment ဆိုတာထက်ကခဏဘာဖြစ်တာတော့နော်ခဏပြန်ပြီးတော့ညှိပေးပြင်ပေးနေရတယ်ဆိုတော့နော် interconnection ဆိုဗမ်ဝမ်မနိကလို့ခေါ်တဲ့အရာနဲ့ပတ်သက်ပြီးတော့ပြောတာဝမ်မနိကလို့ခေါ်မှာဒါနဲ့ပတ်သက်ပြီးတော့တဲ့ once only to record ဆိုတာတယောက်ကနော်တတိယနိုင်တယ်ဒါလေးကိုလှမ်းကြည့်ပြီးတော့လည်းပဲဒါမှတ်ရနိုင်မယ်ဆိုတဲ့သဘောပြောတာနော်ရပြီအဲ့တော့ဒီမှာပါတယ်ဝမ်မမိကဆိုတာလေးတို့မှတ်ထားတာရှိတယ်ရပြီနော် basic adjusting လို့ခေါ်တဲ့ဒီဝမ်မနေပေါ့ဗမ်မမိကဘာဖြစ်မှာနော်ဗမ်မနိကအဲ့လိုမလားနော်စလုံးဒီထဲမှာစလုံးကသူသိရှင်ထင်းရှားလို့စလုံးကသေးနေတော့ဗမ်မနိကဆိုတာလေးကမှတ်ထားမယ်ဘယ်လိုပြန်မလဲဆိုတော့သူကနော်တော့မှတ်မှာပေါ့ချစ်စပွဲတဲ့တိမ်မွေ့သောနော်ချစ်စရာကောင်းတဲ့တိမ်မွေ့နူးညံ့တဲ့အမျိုးသမီးရဲ့ပုံစံလေးပြောတာအဲ့တော့ဒီလိုပြန်လိုက်မယ်ချစ်စပွဲတိမ်မွေ့သောကိုနေဟန်ထားရှိတဲ့အမျိုးသမီးလို့ပြန်လိုက်အကောင်းဆုံးလေးပေါ့ဗမာစကားလုံးကလည်းခါကျရင်ထိရောက်အောင်ပြောရတာချစ်စပွဲတိမ်မွေ့သောကိုခန္ဓာနော်ကိုခန္ဓာမပြောနဲ့ကိုနေဟန်ထားလို့ပြောလိုက်နော်တိမ်မွေ့သောကိုနေဟန်ထားချစ်စပွဲတိမ်မွေသောကိုနေရနာရှိတဲ့အမျိုးသမီးပေါ့အဲ့တော့နော်ဗမ်မဏိကာဆိုချစ်စပွဲဘာတော့ချစ်စပွဲတဲ့တိမ်မွေသောကိုဟန်နေတာရှိတဲ့အမျိုးသမီးနဲ့အမျိုးသမီးလို့ခေါ်လို့ရတဲ့အရာနဲ့ interconnection ဆက်နေပြီးတော့ပြောတာနော်အဲ့လိုပြောတာရပြီဒါဆိုရင်ပြန်ပြောစရာမလိုတော့ဆက်နေပြီးတော့ once only to record ဆိုတာကတစုံတစ်ယောက်ကသတိရနိုင်တယ်ပြောတာအမှတ်ရနိုင်တယ်ပြန်ပြီးတော့ခေါင်းထဲမှာပြန်ပြီးတော့ဖော်လို့ရတယ်ပြောတာနော်အဲ့တော့ပြန်ပြောမယ်နောက်တော့ဆက်သွားမယ် the brasa dika adjusting the angles as a background is equally interesting Wamanika ထွက်လိုက်မယ်နော် Wamanika with who performance her matrix is highly pleased as see from her beaming face background ဆိုတာ background မြို့မှာတနည်းအားဖြင့် background မြို့မှာရှာဖွေတွေ့ရှိရတော့အဲ့လိုပြောချင်တာနော် background မြို့မှာဆိုရင်ထက်ဆိုင်ပေါ့နော် background မြို့မှာပဲပြန်တာလောလောဆယ်ရတယ်ကိုယ့်ဘက်ကိုသိအောင်ပြောတာ background မြို့မှာရှာဖွေတွေ့ရှိရတာပြောတာ background မြို့မှာဒီ English ဆိုတာကခုနပြောတယ်ပါတော့ English ဆိုတာဘာပြောတော့
ခြေချင်းကိုတဲ့နော်ခြေချင်းကို adjusting ပေါ့ခြေချင်းကို adjusting ဆိုတာကညှိနေတာညှိနေတော့ပေါ့ခြေချင်းလေးကိုညှိနေတဲ့တကယ်ပဲညှိတယ်ဆိုတာကခုနပြောသလိုတက်ရအောင်ပေါ့သေသက်လှပအောင်ပြန်ပြီးတော့ပြင်ဆင်တာပြောတာ chain လို့ခေါ်တာပေါ့သူက adjust လုပ်တာက chain နဲ့တူတယ်ဗမာလိုကညှိတယ်လို့ပြောလို့ရတယ်သင်္ကန်းတွေပါပြန်ယုံတာကိုသင်္ကန်းပြန်ညှိတယ်ပြောလို့ရတယ်အောက်တွေခြေထောက်တွေပါအောက်မှာသင်္ကန်းတွေကကိုလိုကလန့်နော်တိုးလို့တော်တော်ဖြစ်တဲ့ခါကျရင် adjust လုပ်တာပေါ့ပြန်ပြီးတော့ပြင်ရတယ်ဆင်ရတယ်သင်္ကန်းတော့ဒါပြောတာဒါကိုညှိတယ်ပဲပြန်လိုက်နော်ညှိတာတော့တနည်းပဲတက်ရအောင်ပါတော့ပြင်ဆင်တာပြောတာနော် background မြို့မှာရှိတယ်ခြေချင်းဒီအင်္ဂလိပ်ဆိုခြေချင်းလေးကို adjusting ဆိုတာကညှိနေတဲ့ that prasadika ဆိုတာသူကprasadika ကအမျိုးသမီးဘယ်လိုအမျိုးသမီးလဲဆိုတော့သူက lady maid ပေါ့အဲ့လိုပြောတာ lady maid ဆိုတာကအိမ်ပေါ်လဲပြောလို့ရတယ်ဒီနေ့ပြဒီမပြောမှဆိုတော့အဲ့ခေတ်ကတော့အမှုထမ်းမိမ့်မပြိုလို့ပြောလိုက်နော်အမှုထမ်းမိမ့်မငယ်လို့မှတ်လိုက် prasadika နဲ့မျိုးဖွင့်ထားတယ်အမှုထမ်းမိမ့်မငယ်ပေါ့ it means a lady maid or a female attendant who has with dressing is adornment သူကအဝိစားတွေဝတ်တဲ့ခါတော့ဒီ adornment ဆိုတာကဒီအလှတွေပါပြင်တဲ့ခါမှာ who has ဆိုတာကူညီပေးရတယ်ဆိုတော့ a female attendant ဆိုတာကအမျိုးသမီးဒါအဖော်တယောက်ကိုပြောတာနော်အဲ့ဒါကိုလည်းနောက်တစ်နည်းပြ lady maid တွေလည်းဖွင့်ထားတယ်ဒါလေးကိုပြောတာနော် prasadika ဆိုတာလေအမှုထမ်းမိမ့်မငယ်ဒီနေ့ပြကျေးကျွန်အခေကစကလုံးတွေကတော့ကျေးကျွန်နဲ့ခေါ်တာပေါ့ကျေးကျွန်အဲ့လိုခေါ်တာအခြေခေစောင်းတော့ဒါကျေးကျွန်လို့လည်းခေါ်လို့ရတယ်နော် prasadika ကကျေးကျွန်အမျိုးသမီးအမှုထမ်းငယ်အမျိုးသမီးဒီနေ့ခေဆိုတော့ဝန်ထမ်းလို့ပြောလို့ရတာပေါ့ဒီနေ့ခေကတော့ကျေးကျွန်လို့ခေါ်လို့မရဘူးအသုံးတော့ပါတော့ဝန်ထမ်းအဲ့လိုပြောတာအဲ့ခေတော့အမှုထမ်းတွေကျေးကျွန်တွေကပတ်စံရရင်မရမှာလားစာရရင်မရမှာဒါမျိုးပြောတာနော်ဘယင်လေးဧကတိခေတွေဆိုတော့အဲ့အမျိုးသမီးလေးကလည်းပဲနော်အမျိုးသမီးဆိုတာကအမျိုးသမီးရုပ်ထုလေးကိုပြောချင်တာနော် the prasadika ဆိုတဲ့ဒီအမှုထမ်းမိန်းမငယ်ရုပ်ထုလေးကနော်အမှုငယ်ရုပ်ထုလေးကိုပြောတာပဲဒါပေမဲ့ရုပ်ထုလေးလို့မထည့်တော့ဘူးအရှင်များသိဖို့တကယ်အစ်စ်မိန်နဲ့ထင်းနေအောင်အရှင်များအာရုံသိပ်ပြုမနေနဲ့ဒါရုပ်ထုကိုပြောနေတာဒါပဲနော် background မြို့မှာတဲ့ခြေချင်းဝင်လေးကိုနော်အင်္ဂလိပ်ခြေချင်းဝင်လေးကို adjusting ဆိုတာကညှိပေးနေတယ်ဒီနေ့ပြင်ပြောတော့တက်ရအောင်ပြုပြင်နေတဲ့ the prasadika အမှုထမ်းမိန်းမငယ်လေးက is equally interesting woman nika equally ဆိုတာဇာတုပေါ့ညီမမြ in interesting ဆိုတာစိတ်ဝင်စားဖွယ် woman nika ခုနပြောပါတော့ချစ်စပွဲတိမ်မွေသောကိုယ်နာရှိတဲ့အမျိုးသမီးဖြစ်ပါတယ်အဲ့လိုပဲပေါ့ is ဖြစ်တယ်ပေါ့အဲ့ပုံစံလေးကတကယ်စိတ်ဝင်စားဖွယ်ပေါ့နော်ချစ်စပွဲစိတ်ဝင်စားမှုလည်းရှိတယ် interesting ဆိုတာကနော် equally ဆိုတာကဇာတုဆိုတာကရှေ့ကအမျိုးသမီးနဲ့ဇာတုရှေ့မှာပြောခဲ့တဲ့မျိုးသမီးကဘာမျိုးသမီးလဲဆိုတော့ lady လေးခြေချင်းဝတ်လောက်တာတဲ့အဲ့လိုပေါ့ခြေချင်းဝတ်လေးမှာမပြောတော့အမျိုးသမီးသစားလေးကိုပါတော့ဝတ်ဆင်ထားတဲ့အမျိုးသမီးနဲ့အဲ့လိုပြောတာခုနပြောခဲ့တဲ့ဂုဗရခေတ်မှာလည်းပဲရှိတယ်ဆိုတော့အမျိုးသမီးပြခဲ့ပြီးပြီ I sleeping on the နော် on the manjira ဆိုတဲ့ကတစ်မျိုးတစ်ယောက်အခုကတစ်ယောက်အခုကဘာလို့တော့အခုကကျေးကျွန်တစ်ယောက်အဲ့ကျေးကျွန်နဲ့ခုနပြောတဲ့ကောင်မလေးရုပ်ထုဒါလေးက equally ဆိုတာကထပ်တူညီမျှအဲ့လိုပြောတာနှိုင်းထားတာထပ်တူညီမျှတဲ့ interesting ဆိုတာကစိတ်ဝင်စားဖွယ်ဘာပြောတာတော့ wamanika ဆိုတာဘာပြောတာတော့နော်စိတ်ဝင်စားဖွယ်တဲ့ဘာတိမ်မွေးတဲ့ကိုယ်နာရှိတဲ့အမျိုးသမီးတယောက်ဖြစ်တယ်အန်လေးပါတယ်နော်အဲ့လိုပြောတာနော်စေတကယ်လို့မြန်ဒီဥစ္စာက equally ဆိုတာညီမျှကတပြည့်စာထဲမှာမပေါ့ခုနဟိုဘယင်မကိုယူဆဲဆိုရင်လည်းပဲရတယ်နော်ဘယင်မလေးပါတော့ခုနပြောတဲ့ဘယင်မရဲ့ပါတော့နော်ရွှေ့နေတဲ့ပါတော့ဝမိကဆိုဒါလေးကိုပြန်ပြီးတော့တတိရလို့ရတယ်ဆိုဒါနဲ့နှိုင်းတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒါတော့အဓိကမဟုတ်ပါဘူးခုနဘုန်းကြီးပြောတဲ့အရှင်းချင်းပါလေအဲ့မျိုးသမီးရုပ်ထုတွေနဲ့နှိုင်းပြတာရှင်းချင်းဝတ်ထားတဲ့နော်မျိုးသမီးလေးဒီပါလေးနဲ့ equally ဆိုတာကထပ်တူညီမျှပေါ့အဲ့လိုပြောတာစိတ်ဝင်စားဖွယ်ဘာပြောတာတော့တိမ်မွေးပါတော့ကိုယ်နာရှိတဲ့တိမ်မွေးဖွယ်တိမ်မွေးပါတော့ကိုယ်နာရှိတဲ့အမျိုးသမီးဖြစ်တယ်ဘယ်လိုဖြစ်တာလဲဆိုတော့ကြည့်မယ်ဆက်သွားအောင်
which whose performance her metric is highly pleased as seen from her beaming face အဲ့ဒါ performance ဆိုတာကသူက performance ကသူက do လို့ entertainment လို့ခေါ်တာ performance လုပ်တဲ့ဆိုတာက do ဆိုတာကလှုပ်ဆောင်ပေးရတာနော် entertainment ဆိုတာကဖျော်ဖြေပေးရတာပေါ့ဒီမှာကျတော့ဘယ်လိုပြန်မလဲဆိုတော့ whose performance ကိုသူမကြီးလုပ်ရအားလို့ပြန်ထားလိုက်လောဆယ် performance ဆိုတာလုပ်ရလေးနော်သူမကြီးလုပ်ရအားတနည်းပြောမယ်ဆို who performance ကိုသူမကြီးအပြုတ်မှုအတွက်လို့ပြန်ထားလိုက်ရတယ်လုပ်ရအားလုပ်ရအတွက်အဲ့လိုပဲအားအတွက်လို့ပြန်လို့ရတယ်နော်လုပ်ရတနည်းအပြုတ်မှုလည်းပြန်လို့ရတယ်နော်ခြေချင်းမှုလေးကိုညှိပေးနေရတဲ့အမျိုးသမီးဘာပေါ့လဲနော်အဲ့ဒီအမျိုးသမီးအဲ့အတည်းကဘယ်လိုလဲဆိုပြန်ပြောလိုက် with who ဆိုတာကနှင့်အတူတာတော့မယ်နော်ဘယ်လိုနှင့်လဲဆိုတော့သူကဝမနိကဆိုတာကခုနကချစ်စပွဲကိုယ်အနာနေတာရှိတဲ့အမျိုးသမီးသူကဘယ်လိုလဲဆိုတော့ with who ဆိုပါပေါင်းမဲ့သူမရဲ့လုပ်ရအတွက်သူမရဲ့နော်ခုနကပြောတဲ့ဘာလို့အပြုတ်မှုအတွက်ရတယ်သူမရဲ့လုပ်ရအားသူမရဲ့အပြုတ်မှုအတွက်သူမအဲ့လိုလေးလုပ်ပေးနေတဲ့အတွက်ပြောတာနော်ဆက်သွားမယ် harm mistress harm mistress ဆိုတာသူမရဲ့ mistress ဆိုတာကသူက women in control ဆိုတာကထိချုပ်တဲ့အမျိုးသမီးတွေပဲတခင်မလို့ပြန်လိုက်အရင်ခေတ်ကဆိုတခင်မသူမရဲ့တခင်မသူကကြေးကျုံလို့ဆိုတာတခင်မဖြစ်သွားတာပေါ့ဒီနေ့ဆိုရင်တော့ဝန်ထမ်းဆိုဒီနေ့ခေတ်ဆိုဝန်ထမ်းဆိုရင်တော့ဟို mistress ကိုပြောပြမလဲနော်အလုပ်ရှင်တို့ဘာလို့ပြောလို့ရမယ်သုံးဖို့ဘယ်လိုပြန်မလဲဘောစီမပေါ့အဲ့လိုပြောတယ်ဘောစီမတို့တထေးမတို့ဘာလို့လောက်တာဟုတ်မဟုတ်ဒါဒီနေ့ကတော့သုံးတာပြတ်တာနော်ဒါဒုက္ခနဲ့ဒုက္ခနဲ့အနေပေါ့ဆင်းပြီးလိုက်ဖက်အောင်ပြန်ပြတာနော်အဲကြောင့်မို့ဟာမက်ထရစ်ဆိုသူမရဲ့သခင်မပေါ့သခင်မကလည်းပဲနော် is highly pleased ဆို highly ဆိုတာကသူကမြင့်မြင့်မားမားတိတိတသာပြောတာဒီနေ့ပြပြလိုပြန်လိုက် highly ဆိုတာကမြင့်မြင့်မားမားမပြန်တော့ဒီမှာကျတော့တိတိတသာဒီနေ့ပြရှင်ပြပြနော်ရှင်ပြပြတဲ့ with နော် with highly pleased ပေါ့ with လေးတက်မယ်နော် with highly pleased ဆိုတာကတိတိတသာတဲ့ရှင်ပြပြကျေနပ်မှုနဲ့အတူပြောတာကျေနပ်မှုနဲ့အတူပေါ့ with မှာထည့်မယ်နော်ဟိုပါပါမေသူမရဲ့လောက်ရအတွက်သူမရဲ့ခေါ်ရပါတယ်အပြုတ်မှုအတွက်ရပြီနော်သူမရဲ့လောက်ရသူမရဲ့အပြုတ်မှုအတွက်ဟာမက်ထရက်သူမရဲ့တခင်မက with လေးထည့်မယ်ဟိုကပြန်လိုက်တော့မယ် with is a highly pleased ဆိုတာပါတော့နော်တိတိတသာလေးရှင်ပြပြလေးပေါ့အဲ့လိုပါရှင်ပြပြလေးကျေနပ်မှုနဲ့အတူပေါ့ဘယ်လိုဆို as see from her beaming face နော်စီးဆိုတာမြင်ရတဲ့အတိုင်းပေါ့အစီးဆိုတာမြင်ရတဲ့အတိုင်းပါ from her ဆိုတာသူမရဲ့ beaming face ဆိုတာ beaming ဆိုတာကသူက David says smile and that is very wide and happy ပေါ့ပျော်ရွှင်ပြီးတော့တောက်ပနေတဲ့ကျင်းနေပေါ့ထင်ရှားနေတဲ့အပြုံးတွေပါပြောတာ beaming face ဆိုတာပြောမဲ့ဆိုတော့တင့်တယ်တဲ့ဒီ face မျက်နှာထားကိုပြောတာပေါ့ face ကမျက်နှာထားပြုံးနေတဲ့မျက်နှာထားဒီနေ့ရွှေမြူးတင့်တယ်နေသောမျက်နှာထားလို့ပြန်လိုက် beaming face ကိုပြန်မလဲရွှေမြူးတင့်တယ်နေတဲ့မျက်နှာထားဒါဆိုကြည့် as see from her beaming face သူမရဲ့ရွှေမှုတက်နေတဲ့မျက်နှာထားတွေမှာ as see ဆိုတာမြင်တဲ့အတိုင်းပေါ့ as see ဆိုတာကမြင်ရတဲ့အတိုင်းပေါ့ရွှေမှုတက်နေတဲ့မျက်နှာထားကနေပြီးတော့မြင်ရတဲ့အတိုင်းပေါ့မြင်ရတယ်လို့ပေါ့အဲ့လိုပြန်လိုက်မြင်ရတဲ့အတိုင်းနဲ့ရပြီနော်ဟိုးစပါပါမယ်သူမရဲ့နော်အပြုတ်မှုလို့ရဲ့အတွက်ဟာမက်ထရစ်သူမရဲ့သခင်မကလည်းပဲ with is highly pleased ဆိုတာကတိတိကျကျရှင်ပြပြပါတော့ဂျင်းနဲ့မှုနဲ့အတူကျင်းမှုရှိတယ်တဲ့ပြောမယ်နော်ကျင်းမှုရှိတယ်ကျင်းမှုရှိတော့နော် in equally interesting ဗမတ်နိကဘာပြောတော့နော်ထပ်တူဘာပြောတော့စိတ်ဝင်စားဖွယ်နော်ချစ်စပွဲတိမ်မွေသောကိုယ်အနာရှိတယ်ပါတော့အမျိုးသမီးတယောက်ဖြစ်ပါတယ်ဒါစပကြက်ကအပေါ်မှာပြီးသွားပြီစပကြက်ကခုနပြောတဲ့ဘောအတိုင်းပဲအဲ့ဆိုအကုန်လုံးပြန်ပြောကြည့်မယ်နော်ဒီဒါလေးတစ်ခေါက် background မျိုးမှာရှိတဲ့ the English ဆိုတာကခြေချင်းဝက်ကို adjusting ဆိုတာကညှိပေးနေရတယ်ဒီပြတ်တက်ရအောင်ပြုတ်ပြင်ပေးနေရတဲ့ the brasa d က
အမှုတန်းငယ်မိန်းမဒီနေ့ပဲကျေးကျွန်အမျိုးသမီးလေးကနော်အမျိုးသမီးလေးကအောက်ကသွားအစီးတဲ့ဖရောဟာဘင်းမင်းဖေသူမရဲ့ရှင်မျိုးသောမျက်နှာမှာမြင်ရတဲ့အတိုင်းမျက်နှာမှာမြင်နေရတဲ့အတိုင်းနော်ဟူဘာမဲ့သူမရဲ့လောက်ရဲ့အတွက်ဟာမက်ထရစ်သူမရဲ့တခင်မက where is highly breeze ဆိုတာကဒီသာရှင်ပြပြပြုံးနေတဲ့အပြုံးနဲ့တူတဲ့ in equally interesting woman ကနော်စိတ်ဝင်စားဖွယ်ချစ်စပွဲပေါ့စိတ်ဝင်စားဖွယ်ကောင်းတော့ချစ်စပွဲကိုယ်အနေထားရှိတဲ့အမျိုးသမီးတယောက် is ဖြစ်ပါတယ်အဲ့လိုပဲပြန်မယ်နော်ဒါတွေကဒီမှာသူပုံလေးလည်းရှိုးလိုက်အောင်ဒါတော့ဒီနေ့ခေတ်ပေါ့ဒါပကြီးလက်ရနဲ့ပေါ်ပြထားတာအဲ့မှာချစ်ချင်းဝင်လေးကိုပြင်းနေရဆိုအဲ့လိုမျိုးလေးဒါဒီနေ့ခေတ်တွေ့လားနော်မသိနော်ပွဲစိတ်ကြိုက်သလိုပေါ့နော်ကျွတ်တက်သလိုဘယ်တော့ပြောမှာပေါ့နော်နောက်တစ်ခုကပါတော့ဒီမှာဒါတော့သူမွေးလက်ရဒါမွေးလက်ရကအပြေးတော့မရှိရင်ပြန်ပြီးတူးပေါ်တဲ့အခါကျတော့ပြက်စီးနေတာပေါ့ဒါဟိုပဲသူပြုတ်ပေါ်တာနော်နောက်တစ်ခါကြည့်မယ်ဒီမှာလည်းရှိတယ်ဒီထဲမှာကိုယ်ကရှာတွေ့ရင်နော်ဒီထဲမှာလည်းရှာပွားရပြီအဲ့တော့နည်းနည်းလေးဆက်သွားလိုက်The adjusting the necklace in artistic fashion as a depiction in a Madura sculpture from Sankesya, now preserved in the Indian Museum, Calcutta, is bound to strike on its minus a similar ivory carving from background. အောက်ကဆက်သွားတယ်ကွာဒါကိုကတာဆိုတာကကကတာပေါ့ကကတာဆိုတာဒီနေ့ကလည်းကကတာလည်းခေါ်တာပေါ့အခုနောက်ချို့နေရာမှာကိုကတာလည်းခေါ်တာဒီနေ့ခေတ်ကတော့ကိုကတာလည်းသုံးတယ်နော်ဟိုခေတ်ကတော့ကကတာပေါ့အဲ့လိုပြောတာဗမာတွေပြန်တာနော်သူတိုင်းကတော့ကကတာကလကတာလည်းသုံးတာပေါ့ကိုကတာတို့ဒီနေ့သုံးတယ်နော်ကကတာမြို့ကကတာမြို့ပေါ့ကကတာကမြို့ပါပဲကလကတာမြို့အိန္ဒိယနိုင်ငံမှာရှေးအောင်ကြတဲ့မြို့ဟိုးခေတ်ကဆိုရင်နော်အိန္ဒိယတွေကိုနော်အင်္ဂလိပ်တွေကကျူးကျော်ပြီးတော့သိမ့်ပိုက်ပြီးတော့နန်းဆိုင်တဲ့ကကတာမြို့မှာသွားနော်နန်းဆိုင်တာကလကတာမြို့မှာပဲပြောဆိုဗစ်တိုးရီးယားဘဲလေးတွေပါရှိတဲ့နန်းတော်တွေပေါ့နော်ဘယ်နေအိန္ဒိယစသည်ပါတော့ဗြိတိန်ရဲ့ဘီယမ်မာကြီးရဲ့နန်းတော်ရှိတာပေါ့သူဘယ်နောက်ပြီးဘီယမ်မာကြီးလာရင်လာမယ်မလာရင်လည်းသူရဲ့ဟိုနေ့အတွက်ပေါ့နော်နေပေါ့ဝန်ထမ်းတွေအတွက်စောက်ထားတဲ့ရှိတယ်ရှီအောင်ဗစ်တိုးရီးယားနန်းတော်ကြီးရှိတယ်အရန်ဒီနေ့ခေတ်ဆိုတော့အရန်နာမည်ကြီးတာပေါ့ပြောမှဆိုတော့ရှီအောင်မွေးနှစ်ပေါ့ရပြီနော်ကကရာမျိုးတဲ့ in the Indian Museum အိန္ဒိယပြားတိုက်ထဲမှာနောက်ယနေ့ခေတ်တဲ့ပရိသတ်ထိမ့်သိမ်းထားသော from Sankesya တန်ကတ္တမြို့မှာ Sankesya ဆိုတော့တန်ကတ္တမြို့မှာမြတ်စွာဘုရားဒါရိန်သာဆင်းနေဆိုတဲ့မြို့ပေါ့အဲ့လိုပဲ Sankesya မြို့မှာတွေ့ရတော့လည်းပဲတဲ့ပေါ့ရှာတွေ့ရတော့လေတဲ့တဲ့ပေါ့တန်ကတ္တမြို့မှာဆိုစကားလုံးပြတ်နေတာဘာမှမသိပြင်လို့တန်ကတ္တမြို့ကရှာတွေ့ရတဲ့ in a Madura sculpture ဆိုတာ Madura လက်ရတစ်ခုမှာအဲ့လိုပြောမှရမှာတန်ကတ္တမြို့မှာအဲ့လိုဆိုပြတ်နေတယ်တန်ကတ္တမြို့တွေရှာတွေ့ရတဲ့ in a Madura sculpture ဆိုတာ Madura လက်ရပေါ့ sculpture Madura လက်ရတစ်ခုမှာ as depict ကသူက represent or show something in a picture or story ပေါ့ရှင်းမှလည်းပြောခဲ့တယ် depict ဆိုတာကဓာတ်ပုံတွေပိုင်းနဲ့သရုပ်ဖော်တာပြောတာအဲကြောင့်မို့ဒီလိုပြန်လိုက်မယ် as a depict ဆိုတာကသရုပ်ဖော်ထားတဲ့အတိုင်းပေါ့အဲ့လိုပြန်လိုက်သရုပ်ဖော်ထားတဲ့အတိုင်းပေါ့သရုပ်ဖော်ထားတလို့လည်းပြန်လို့ရတယ် as တလို့တကဲ့သို့အတိုင်းလည်းပြန်လို့ရတယ်သရုပ်ဖော်ထားတလို့သရုပ်ဖော်ထားတကဲ့သို့ပေါ့ရပြီဝီဒီအကျစ်ပေါ်စံဆိုတော့သရုပ်ဖော်ခံထားရတာဒါတွေခံလေးကိုထည့်မယ်တော့သရုပ်ဖော်ထားတလို့ရပြီနော်သရုပ်ဖော်ထားတလို့တဲ့ in artistic fashion artistic ဆိုတာကအနုပညာဆိုင်ရာအနုပညာဆန်တဲ့အဲ့လိုပြောတာနော်အနုပညာဆန်တော့ပေါ့ fashion ဆိုတာက popular design ပေါ့လူကြိုက်များတဲ့ design တစ်ခုမှာအဲ့လိုပြောတာ fashion ကတော့မန်နာပေါ့အပြုတ်မှုတော့ popular style လို့ဖွင့်တာလေလူကြိုက်များတာပေါ့လူတွေနှစ်သက်တဲ့ပုံစံပြောတာ fashion က
အဲ့တော့ in artistic about artistic fashion ဆိုတာဘာပြောတော့နော်အနုပညာဆန်တဲ့လူကြိုင်များတဲ့ပုံစံတစ်ခုမှပဲတစ်ခုမှတွေ့ရတာပေါ့တစ်ခုမှတဲ့ all this neglect ဆိုတာကလဲဆွဲနဲ့ပတ်သက်ပြီးလဲဆွဲရဲ့ပေါ့ဒီ adjusting ဆိုတာကခုနပြောညှိတာပဲလဲဆွဲကိုညှိတယ်ပဲလဲဆွဲ e တွေပါတဲ့မလို့ဒီ adjusting ဆိုတာ neglect ဆိုတာလဲဆွဲကိုညှိတာနော်လဲဆွဲကိုဘာပြောတာတော့ညှိတယ်တနည်းပြောမှာပြင်ဆင်တာလေးပြောတာပေါ့သက်ရဖြစ်အောင်ပြင်ဆင်တာပေါ့လဲဆွဲတစ်ခါတည်းညရင်နော်အောက်မှာနင်းပေါ်ပါတော့ lock သီးလေးတာဘယ်လိုခေါ်တာသူတို့ခေါ်တာအောက်ဆုံးမှာထားတာပါလေးတော့ဘာခေါ်လဲ lock သီးပဲလေဆွဲတဲ့သီးလေးပြောလို့ရတယ်ဘာလည်းမသိဘူးအဲ့အောက်ဆုံးမှာထားတဲ့ဟာတွေတစ်ခါကျရင်ဘေးရောင်ရွေ့နဲ့အလေရောက်တာမိန်းကလေးတွေအိတ်လိုက်တယ်ထားပေါ့အိတ်ပြီးလို့ရှိရင်ထားလိုက်ခါကျဘေးရောင်မှာရွေ့သွားမှာဗစကိုင်းပဲစီးတာတို့ပါဆိုအဲ့လိုမျိုးပေါ့အဲ့ဒီမှာသူကပြန်ပြီးတော့အတက်ပြန်ပြီးတော့လောက်ရတာပဲမျိုးသမီးတွေကတစ်ခါကျရင်ကြွားတယ်အဲ့လိုမျိုးလေးပြန်ပြီးတော့ပေါ်ပြတာပေါ့လေဒီမှာသူမှရှိတယ်ပေါ့အဲ့ဒါကို adjusting လုပ်တယ်ခေါ်တယ်နော်အဲ့တော့ adjusting လုပ်တဲ့ necklace ဆိုတာက in artist fashion ပေါ့ရပြီနော်ဒီနေ့ကိုကတာပေါ့ဒီနေ့အိန္ဒိယနိုင်ငံမြူဇီယံမှာယနေ့ကသိမ်းထားတဲ့ဆန်ကလပ်မျိုးကဆန်ကက်ဆတ်မျိုးကတွေတွေ့ရတဲ့မသုဒလက်ရတစ်ခုထဲမှာတဲ့ပေါ်ပြထားသလိုရတယ် as a debate ဆိုတာပေါ်ပြထားသလိုလို့ပြန်ကောင်းတယ်ပေါ်ပြတဲ့စကားဆိုပေါ်ပြထားသလိုin artistic fashion ဘာပြောတော့အနုပညာဆန်တဲ့ဒါလူစီများတဲ့ fashion design တစ်ခုမှာ all the necklace ဆိုတာကလဲဆွဲ necklace ဆိုတာလဲဆွဲရဲ့ပေါ့လဲဆွဲမှာဒီလဲဆွဲနဲ့ပတ်သက်ပြီးတော့ဒီ adjusting ဆိုတာကညှိတာလဲဆွဲနဲ့ပတ်သက်တွေဘာလို့နေရှုပ်တယ်အဲကြောင့်မို့ဘာပြောတာတော့လဲဆွဲကိုညှိခြင်းအဲလဲဆွဲကိုညှိခြင်းဆိုတဲ့ပုံလေးကိုပြောတာလဲဆွဲကိုညှိနေတဲ့ပုံလေးကိုပြောချင်တာအဓိကတော့အဲ့ပုံလေးကအောက်မှာသွားဟိုအောက်ကသွားတော့ဒါပေမဲ့တိုင်းမှန်ပြန်လာပြီးမှပြန်ဆက်ရမှာနော်ညီချင်းက it's a bound to strike နော် it's a bound to strike the one ပေါ့အဲ့တော့ပေါင်းပြန်မယ်သူက idiom ပုံစံမျိုးလေး bound to strike one ဆိုတာကတလုံးနဲ့ပြန်လို့မရဘူး it's a bound to strike one ဆိုတာလေးကနော်တိတိတန်တာစင်တူမှုကိုတွေးရတယ်လို့ပြန်လိုက်သူကဧကံမလွဲမြင်ရတယ်အဲ့လိုပုံစံပြန်လာရှိတယ်ဧကံမလွဲတွေးနေရတယ်ဒီမှာဘယ်လိုပြန်လိုက်တိတိတသာဘာပြောတော့စင်တူတာကိုတွေးရတယ်ပြန်လိုက်ဘယ်လိုစင်တူတာတွေးရတယ်ဆိုတာပြန်မပြီးသေးဘူးပြီးမယ် is mining ဆိုတာစစ်ဆေးတဲ့အခါနည်းနည်းပြ is mine ကိုစစ်ဆေးတဲ့မှာပြန်ပြန်ဒီမှာ look at care ပို့လို့ပေါ့အဲ့လိုပြောတာ is mining ကိုဘယ်လိုပြန်မလဲဆိုတော့is mine လို့မထားနဲ့ is mining ဆိုတာနိုင်ရှင်စင်ကျင်သောအခါလို့ပြန်လိုက်နိုင်ရှင်တဲ့အခါအဲ့လိုပြန် is mine ဆိုတာ is main ကိုဒီမှာနိုင်ရှင်တဲ့အခါနိုင်ရှင်စင်ကျင်တဲ့အခါလို့ပြန်လိုက်ဘာနဲ့နိုင်ချင်တာနော်ဘာနဲ့နိုင်ချင်တာဆိုတော့ a similar ivory carbon from backgroundဆိုတာက background မြို့မှာ a similar ဆိုတာကအလားတူပေါ့အဲ့လိုပေါ့ထပ်တူကြတယ်အလားတူ ivory ဆိုတာဆင်းဆွဲ carbon ဆိုတာကနော် carbon ဆိုတာခေါင်းနဲ့ဘာတော့ဘဘူးပေါ့နော်ဘဘူးရုပ်ထုတစ်ခုကိုပေါ့အဲ့လိုပဲလားနော် background မြို့မှာတွေ့ရတဲ့နော်အလားတူတဲ့စင်ဆွဲရုပ်ထုဘဘူးရုပ်ထုတစ်ခုကိုနော် is mining ဆိုတာနှိုင်းရှင်စင်ကျင်တဲ့အခါနှိုင်းရှင်ပြီးတော့စင်ကျင်တော့နှိုင်းရှင်ပြီးတော့စစ်ဆေးတာပြုပါပဲနှိုင်းရှင်ပြီးတော့စစ်ဆေးကြည့်ရှုတာပေါ့ is mining နှိုင်းရှင်ပြီးတော့လေ့လာတာပြောတူတူပဲနှိုင်းရှင်စင်ကျင်သုံးတဲ့ကနှိုင်းရှင်လေ့လာတဲ့အခါမှာနော်အဲ့ဒီခုနပြောတဲ့ဘာတော့လဲဆွဲလေးကိုဘာတော့ဝင်းစင်ခြင်းဆိုတဲ့ဘာတော့ပြင်စင်ခြင်းဆိုတဲ့အရာလေးကရုပ်လေးက is bound to strike one ဆိုတာဘာတော့နော်အသီးသသာကိုစင်တူတာကိုတွေးရတယ်အဲ့လိုပြန်လိုက်ဒီမှာပုံလေးလည်းကြည့်သွားအောင်ဒါလေးတွေဒီမှာရှိတယ်အခုပြောတာဘာပြောတာလဲ neck မှာတော့ adjusting ဆိုတဲ့ necklace ဆိုတာလဲဆွဲကိုဆင်မျက်နှာလေးပေါ့အဲ့မှာလဲဆွဲတွေမြင်လားမမြင်လားမသိဘူးနော်လဲဆွဲကိုကြည့်ညနေကမကြည့်နဲ့အဲ့မှာလဲဆွဲလာအောင်မယ်တွေ့လားအပေါ်မှာခေါင်းပြတ်နေတာသူကဗုဒ္ဓခေတ်ဆိုတော့ခေတ်တော့ဆိုခေါင်းပြတ်နေတယ်လဲဆွဲကိုပဲကြည့်တွေ့လားမားတယ်ဘယ်မှာတော့လဲဆွဲရကုသတွေ့လားမျက်မှန်နဲ့
ဒီမှာကြည့်အောင်အဲ့မှာလေဆွဲအဲ့မှာထင်ရှားပြီအကြီးပဲဟိုလေဆွဲကြီးတွေဒီလက်ရတွေကိုပြောနေအခုဒီပြတော့စတတီလောက်တာကသမိုင်းစတတီလောက်ကဒီပြန်တွေ့ရတဲ့မသုဒကိတွေနောက်ဘက်ကရန်တို့ဒီနေ့ခေတ်မှာအာဖဂန်မှာတွေ့ရတဲ့ဒါရှီးအောင်ဗုဒ္ဓစမိုင်းတွေဆိုလိုချင်တာကဒီပြတော့ဗုဒ္ဓဘာသာဒီတကယ်ရှိခဲ့မရှိကောသမိုင်းမှာနော်အတူရောင်လားဆိုတာရှေးခေတ်တွေကဒီပြတော့သမိုင်းသက်တွေကိုပြနေတာမနေ့ကပါတယ်ဗုဒ္ဓသမိုင်းတစ်ခုပဲရှိတယ်အိန္ဒိယမှာဟိုရှိမှပါခဲ့တယ်နော်ဟုတ်တယ်မလားသမိုင်းကာလတွေကိုတွင်ပြနေတာအိန္ဒိယမှာကျွမ်းကျင်နေလက်ရတွေကိုရှာတွေ့သမျှartistic က Buddhist artistic ပဲရှိတယ်ဒါပြောတာနော်ဒီမှာလေဆွဲတွေတွေ့လားလေဆွဲတွေအကြီးတွေဩဒီမှာလေဆွဲတွေ့လားလေဆွဲအောက်ရောက်သွားတာလေဆွဲအောက်ရောက်သွားဆိုတော့လေဆွဲကနင်းပြေးပြီးတော့ခေါင်းပြတ်ပြီးတော့ခါဆွဲဖြစ်သွားတယ်ဟုတ်တယ်မလားခါမှဆွဲတာတွေ့လားဒီမှာလေဆွဲလေးတွေအမျိုးမျိုးပဲပုံနေရပေါ့အဲ့လိုပေါ့ဒုက္ခဒုက္ခဟိုဘက်မှာဆိုလည်းထိုင်းနေတဲ့ပုံမှာလေဆွဲလေးနဲ့ဒါပြောတာဒီမှာလေဆွဲကပြုတ်ကျပြီးတော့ပေါင်မှသွားရောက်နေတယ်လေဆွဲကပေါင်ဆွဲဖြစ်နေတွေ့လားဒါလေးတွေအဲ့လေဆွဲဒီဘက်မှာလည်းရှိတယ်နောက်တော့မင်းတို့ခက်နေအပိုင်လေးကိုဒါလေးတစ်ခုတော့သွားလိုက်ဒါလေးဆိုတာအခုပြီးအောင်သွားလိုက်အပိုင်လေးကကိုယ့်လိုကလည်း Then Manjiras are present to this lady who sit on the low circular seat waiting to be decorated as is the case in the scripture elsewhere in India, for instance at Maravati, where the Brasadika negus her feet and offer her the anklets on a tree. No, no, says those Sadai may be an element of copy, my Yashime. The Manjiras are actually my book at the Bible. Chejinigo asks, no, presents are paid and again to the presents are less than paid. Imagine I don't only with your man, paid at the no, second at the 10 set about Saturday as a boy. I can't don't only a Saturday. The decades on less than paid by present a Saturday. Saturday, the near second day, the near battle, to 10 Saturday, shake it, don't know. No? As a Benjamin, the Manjiras, changing the word, are present Saturday. But do the lady amuse me. But who says on a low circular seat, waiting to be decorated. As I believe. Waiting to be decorated, decorated, sorry, to be decorated, a last in Boya, waiting soundly though. No matter a labian body, the case or a labian cinema, dancing your time is sounding. No, a last in Boya sounding though. Waiting to be decorated, a last in Boya sounding on a low circular Caesar, CIRCU and circular Sawine Bones and she Caesar Tango. Now circular Caesar got a wine tango, cold wine, cold wine of your employer. A loser name my matter, no? On a loser on the bomber, loser circular Caesar got a name mine, a mere mind, a name mine, Sawine Bones and the wine tango of my who says a tiny law. Not tiny that do the lady amuse amigo. If I do tiny that amuse amigo, the Manjira, Manjira the changing the go, our present waga, Sada, Alaba, Sada like the brother. Naga Boma Alopora. No, last name sounded it. No, Kowani to go name and name my command tiny there, and more than me go that changing it by battle. Sat like it, then be like it, Sadama, as is
the case in the secretary ever India. Not I'm a judgment. In India, Indian ever the Chania ma she the Indian Chania ma she in secretary Azaga, they are Yodu Layadi ma. Now Yodu Layadi ma, as is there, case laga, 2 years ago, case like Chini Malubra. To Muyana case laga, a Chini situation of problem don't know. A Chinese laga, ma, tabian Bible. As is in the case laga, 2 years ago, Chini Mazalaga, 2 years Chini Bura. Other than Indian in Indian at was a Chani Arima. Indian Machida, Chani Arima, Chania Machida, in secretary as a Bible. Yodu Layadibo, Jibu Johnson at Layadibo, I Layadima. As it the case of 2 years ago. Alibera. For instance, Uma be a meso nebe. No, Amarawadi, Amarawadi, ma 2 years ago. I Amarawadi a badaji. Whether Brasa Diga Niga have fees and offer has a day and glass on a tree. No, the Brasa Digas are going to Mudangeli, Jejo Mudamiliga. I have feet to my Chilago Bible. To my Chilago knees like a Taudabo, 2,000 layable. To my Chi Wim Chijama, Mamano, the Unity Mother, Mudaniga, as I feel the Shemaya, the Kemaya Bible. The Chirama Bible knees of Bado. 2,000 layers. And Bida Malebe on that trace or lemon labor ma. The Anglers are going to Bible. Changing will let it go. No, where they offer the hard to Magos are going to H. Malio, but the name Bible. The King Maligo Bible. Or where offer the Bini double, be the Satan, be a Satan needle. Boneo ye argument, no? That Uma Bome, that Uma be that. Uma Bome, Paul, instead of Uma be a meso in a way. Our summon up. Brasa Digas, like I say them, Musamid, and Yami Amuda, Ming and Diga. Happy that Dumaya the Kima, Chido Yama, no, but knees about Ruda Liebo. And Bida Malebe on the trees or lemon liboma. The Anglex are changing Lidigo, changing or Chima, with a changing Lidigo. Hasa Dumaya the Kima Ligo by Bedo. Where's all parts of a Billy so they did. I don't Billy abundantly. She did. No, Alibera. She do about Messame in India, Indian and Ewa, Chani and Malebe. Do you have in secret Chabado? Yodu Layari ma. As is the case of 2 years ago. 2 years ago. No, 2 years ago. Bob Messame. Waiting to be decorated like a last we are sounded on a low circular seat. A name by Sawambo and Tango Kubama, who's a tiny though. To the lady, a mother me lego. A mother me lego, but that man Jira. My brother. Changing what they go, our presence of Baro. Not sat down it, I sat down it, I designed it, but I sat down it. Nadia Maji, Bonity Tabiam. Lima. My changing my duta with Oma, Banline. The Bonnie Madura. Bali Macaimiro Satan is upon the changing Banema, Bomaro Ama. The Kemaga tiny, no Mama in it, made that in it. That is my name, no? Delay a lady, madame. That lady can do that at the piano. Do that in my lemony. Do that. But same ones out, eh? I just say ones out, Lemania, same ones out, same ones out, Biambia. I just say ones out, won't do that, ma. Goni. No? Nani do it. Nani by the models of Jabuda. Nani Yanioshi, old Nani Diablo. Nani you are done, and Nani. Don't know you are now, you are, but Nani, you are not. Go be a maybe one never battle. Huh? Ganiva. Oh, I'm the one Ganiva, gentlemen, build me out. Gania did on it in it. Ganiva, Ganio Kowagua. Huh? Yeah. Yeah, Ganio Kowale.
နော်ဒီလောက်ဆိုတော့ပြီသူကစကားပြောမယ်ပြီးမှကဲ that's all for today ပါဗျာ see you Monday ပါဗျာ